ဒီနေ့မမကိုအစားအစာတွေကိုတရုတ်လိုဘယ်လိုခေါ်လဲမေးကြည့်ကြည့်မယ်မမထမင်းကိုတရုတ်လိုဘယ်လိုခေါ်လဲ米饭米饭米饭ခောက်ဆွဲကိုရောခောက်ဆွဲကိုကြတော့面条面条面条 dumpling ကိုရော dumpling ကိုကြတော့饺子饺子饺子ဟင်းကြိုကိုရောဟင်းကြိုကို藤藤藤 ဟမ်ဘာဂါကိုရော hamburger ကိုကြတော့汉堡包汉堡包汉堡包 အာလူကျော်ကိုရော အာလူကျော်ကိုကြတော့薯片薯片薯片 ရေခဲမုတ်ကိုရော ရေခဲမုတ်ကိုကြတော့冰淇淋冰淇淋冰淇淋 sandwich ကိုရော sandwich ကိုကြတော့三明治三明治三明治 အားလုံးရလိုက်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တာလေးကိုရှိလို့ရှိရင် comment မှာရေးခဲ့နော်ဆိုတော့ bye bye 谢谢